တကယ်ချစ်ခဲ့လို့ရဲ့တဲခွဲတဲ့ခါရန်သနာဘူကောင်းတယ်တစ်ဖက်လူကအီပြုံးပြပုံမှန်လှရှာသွားလာနိုင်ပေမဲ့ခံစားရတဲ့သူမှာတော့နင့်နေတာပဲမိတ်နိုင်မစားနိုင်တဲ့တကြောင်ကြောင်မှခွေပြီးနေကြသွားတာဘယ်သူနဲ့မှလည်းမတွေ့ကျင်တော့ဘူးဘယ်သူနဲ့မှလည်းစကားမပြောကျင်တော့ဘူးစိတ်တွေကပလာရင်းနဲ့တကယ်ကပောက်ဖြစ်ပါပဲလက်လွတ်လိုက်ရင်တစ်ချိန်မဲနာကြည့်ရမှာဟုတ်လက်မလွတ်ပဲအချိန်ချင်းနာကြည့်ရမယ့်တန်းကိုကျွေးနေတယ်ချစ်ချင်းတွေကိုဖယ်ကြည့်လိုက်ရင်စေရောလူရောတရားလက်ချက်တွေဘာလို့လက်မလွတ်လဲလို့မင်းကိုယ့်ရဲ့နာကျင်မှုကိုကိုယ်ကိမဆန်တဲ့အထိကျွန်တော်ကချစ်မိသွားကြလို့ပဲကျွန်တော်တို့ကစကားရတာခဏကြုံကြတာပါနိုင်ရခြင်းလို့တော့နာအောင်ပြောနေတာလေတကယ်တမ်းကျဝေလည်းမဝေရဘူးဆွေလည်းမဆွေရဘူးအဲ့ရဝင်ကနေတိုင်းအတန်မကြားရရင်ဝမ်းနဲ့ပြေးတိုင်းကြလူတယောက်ရှိမနေတနေ့တာအဖြစ်ပြက်တွေကိုပြောပြဖို့ကိုချစ်ရလူတယောက်ရှိနေခြင်းမဖြစ်ဘူးလေဒီအချစ်ကဒီလူနဲ့ပဲတားစားတော့ဖြစ်နေတော့အစားထုတ်ဖို့လည်းမလုပ်နိုင်ဘူးမိသေးရအောင်လည်းစိတ်ကမမောင်းတကယ်ကြီးဝေးရဲပြီထင်ပြီးအိမ်မရခဲ့ငိုရဲရညရင်နဲ့မနှက်ပြန်ကြဘာမှမဟုတ်လို့ညီမောခဲ့မနှက်ပြန်နေအတွက်ကျွန်တော်ဘယ်သူမှပြင်မတင်တော့ပါဘူး